မင်္ဂလာပါစင်ကာပူမှာမကြသေးခင်က COVID-19 ဖြစ်ပွားမှုတွေပြန်များလာတဲ့အကြောင်း The Straits Times သတင်းဆောင်ပါကကျွမ်းကျင်သူတွေရဲ့အဖြေတွေကိုအခြေခံပြီးဒီနေ့လေ့လာကြည့်ကြအောင်ဟုတ်ပါတယ် COVID-19 ကိုဒေတာတွင်းအမြဲဖြစ်ပွားတဲ့ယောဂ endemic အဖြစ်သတ်မှတ်ထားပေမဲ့ဘာကြောင့်ကူးစက်မှုတွေပြန်တက်လာတယ်လဲဘလို့ကြိုတင်ကာကွယ်မှုတွေလုပ်နိုင်မလဲဆိုတာကိုနားလည်ဖို့ကြိုးစားကြည့်ကြတာပေါ့စိတ်ဝင်စားစရာကတော့လေကန့်သတ်မှုတွေရုပ်သိမ်းပြီးနှစ်ကျော်လောက်ကြာတော့April 29နေ့ကနေမီ3ရက်တက်အတွင်းမှာကူးစက်သူတန်း4010ရှိတာလို့ထိရှိခဲ့တယ်လို့ MOH နဲ့ CDA ရဲ့ချမ်းသာတရားသိရတယ်။ဒါကအရင်တစ်ပတ်ကစစ်တောင်းရှိတာထက်တော်တော်လေးများလာတာနော်။ကောင်းပြီဒီကိန်းကနန်းဒီလိုတက်လာတာအဲ့ဒီနောက်ွယ်ကအကြောင်းကြီးကိုစပြီးဆွေးနွေးကြည့်ရအောင်။ဘာကြောင့်ကူးစက်မှုတွေဒီလောက်မြန်ပြန်တက်လာတာလဲ။ဟုတ်ကဲ့အဓိကချက်တော့ကျန်းမာရေးဝန်ကြီးဌာနMOH နဲ့ကုသယောဂကာကွယ်ရေးဌာန CDA ကထောက်ပြထားတာရှိပါတယ်။အဲ့ဒါကလူထုရဲ့ယောဂခုခံနိုင်စွမ်းကျဆင်းလာခြင်းပေါ့ waning population immunity လို့ပြောတာပေါ့လေ။ဆိုလိုလာကအရင်ကုသထန်ထားတာမျိုးဒါမှမဟုတ်ကာကွယ်ဆေးထိုးထားတာတွေကရတဲ့ကိုခံအားကလေအချိန်ကြာလာတော့အားနေတော့တာပေါ့။နောက်ပြီးတော့မူးမှန်ထားတဲ့ကာကွယ်ဆေးထပ်ဆောင်ထိုးတာနေတော့အခုဖြစ်နေတဲ့ LF7 နဲ့ NV1.8 လို့မျိုးကွဲတက်တွေကိုခုခံနိုင်စွမ်းကညော့လာတာပေါ့ဒီမျိုးကွဲတွေက GN1 ကနေဆင့်တက်လာတာပါဟုတ်တယ်လူများစုကမူးမှန်ကာကွယ်ဆေးမထိုးဖြစ်ကြတော့အဆုထွက်လိုက်ခုခံအား herd immunity ပေါ့နော်အဲ့ဒါကလည်းကျဆင်းလာနိုင်တာပေါ့ဟုတ်ကဲ့ကျမယုံကြည်အောင်ကြီးခွန်ပြောတယ်လို့ပဲဒါကအခြားဒီတော့တွင်ဖြစ်အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂတွေလို့ပဲတနစ်ပတ်လုံးအခါလျော်စွာဖြစ်ပွားနေမိယောဂလိုင်းတွေဖြစ်လာနိုင်တယ်လို့ပြောပါတယ်ဆိုတော့ဒါကပြောရင်ကျွန်တော်တို့ရဲ့စုပေါင်းကာကွယ်မှုစနစ်ကို software update လုပ်တယ်လို့မျိုးပေါ့ပုံမှန်မမပေးဖို့လိုအပ်တယ်ဆိုတဲ့သဘောပဲအထူးသဖြင့် virus မျိုးကွဲတစ်တွေထွက်လာတိုင်းပေါ့ဟုတ်ပါတယ်အဲ့ဒီသဘောပါပဲဒီချက်ကြောင့်ပဲ endemic ဖြစ်သွားပေမဲ့ virus ကလုံးဝပျောက်သွားတာမဟုတ်ဘူးဆိုတာပူရှင်းသွားတာပေါ့လေဒါဆိုရင်မေ့စရာရှိလာတာကendemic ဖြစ်နေပြီဆိုတော့ mask ကအရင်ကလိုကြိုတင်ကာကွယ်မှုတွေဆက်လုပ်ဖို့လိုသေးလားဆိုတာပဲဟုတ်ကဲ့ဒါကအရေးကြီးတဲ့မေးခွန်းတစ်ခုပါ MOH က2023မှာပြောခဲ့တာပြင်းထန်ယောဂဖြစ်ပွားမှုအန်တယ်ကတုတ်ကွေးနဲ့ဆင်တူတယ်ပေါ့လीဒါမဲ့အဲ့ဒါကကြိုတင်ကာကွယ်မှုလုံးဝမလိုတော့ဘူးလို့ဆိုလိုတာတော့မဟုတ်ဘူးပေါ့နော်အထူးသဖြင့်သက်ကြီးရွယ်အိုတွေနောက်ပြီးကျန်းမာရေးအခမ်းရှိသူတွေလို့ထိတ်ခိုက်လွယ်တဲ့အုပ်စုတွေပေါ့ဟုတ်ကဲ့သူတို့ကတော့ကုသနိုင်ကြီးကို short ချက်တင်တုံပါမယ်ဆိုလိုတာက Wellman booster ကာကွယ်ဆေးထိုးတာမျိုးပြီးတော့ကုသမှုများနေတဲ့အချိန်လူထူတဲ့နေရာသွားရင် master တာမျိုးပေါ့ဒါကတကယ်တော့အတုတ်ကွဲလို့တခြားယောဂါတွေကိုမှကာကွယ်ပြီးတာဖြစ်သွားတာလေမှန်ပါတယ်နောက်ပြီးလက်သန့်ရှင်းရေးကိုဂရုစိုက်တာမျိုးတွေပေါ့ဒါတွေကလုံတင်တုံပဲနောက်တစ်ခုကယောဂလက္ခဏာမပြဘဲ virus ဖြစ်နိုင်တာမျိုးလည်းရှိတော့အိမ်မှာကိုခံအားနေတဲ့သူတက်ကြွရွယ်အိုရှိရင်ပို့တတိချတင်တာပေါ့ယောဂဖြစ်ရင်ကပုံမှန်အဖြစ်9ရက်လောက်တိချခွေးနေဖို့အကြံပြုလေရှိပါတယ် long covid ဆိုတဲ့ရေရှည်နောင်ဆက်တွဲပြဿနာအပြင်လေတချို့လစ်လောင်မှုတွေက covid ကြောင့်စီချိုတို့မှတ်ညံချိုရဲမှုလို့ခြေနေတွေဖြစ်နိုင်ကြီးတိုးလာနိုင်တယ်လို့လည်းဆိုပါတယ်ဆိုတော့ endemic ဆိုတာကယောဂကိုလီလူရှုဖို့မဟုတ်ပဲပိုပြီးစနစ်တကျပြတ်မှတ်ထားပြီးကာကွယ်စီမံခန့်ခွဲဖို့ဖြစ်လာတယ်လို့နားလည်ရမှာပေါ့ကျွန်တော်တို့တင်ယူခဲ့တဲ့အခန်းတစ်ခုရဲ့တန်ရှင်းအလေးအထားတွေကအခုလိုအခြေအနေမျိုးမှာပိုတော့တန်ဖိုးရှိလာနိုင်တယ်ဆိုတဲ့သဘောပေါ့ဟုတ်ပါတယ်အဲ့ဒါဒီကြပါတယ် booster ကာကွယ်ဆေးကြောင့်ခုနကပြောသွားတယ်ဆိုတော့အဲ့ဒီမွမ်းမံထားတဲ့ကာကွယ်ဆေးကရောဘယ်လောက်အရေးပါလဲခင်ဗျအလွန်အရေးကြီးပါတယ်ရှင်ဘာလို့လဲဆိုတော့ virus ကအငဲအသွင်ပြောင်းနေတာလေဆိုတော့မွမ်းမံကာကွယ်ဆေးတွေကလက်ရှိပြန့်နှံ့နေတဲ့မျိုးကွဲတွေကိုပြစ်မှတ်ထားပြီးတုံ့ပြန်နိုင်အောင်ထုတ်လုပ်ထားတာပေါ့စင်ကာပူမှာအော်တိုဘလာကတည်းကရနိုင်တဲ့ Pfizer နဲ့ Moderna ရဲ့မွမ်းမံကာကွယ်ဆေးတွေကအခုဖြစ်နေတဲ့ JN.1 မျိုးကွဲကိုထိရောက်မှုရှိတယ်လို့တွေးရှိထားပါတယ်ဟုတ်ကဲ့အထူးသဖြင့်ထိခိုက်လွယ်တဲ့သူတွေအတွက်ပြင်းထန်ယောဂမဖြစ်အောင်ကာကွယ်ရမှာအဓိကတော့ချွတ်တစ်ခုလို့ဖြစ်နေတာပေါ့နောက်တစ်ခုစိတ်ဝင်စားမိတာက ICU တက်ရောက်ကူးတာရတဲ့လူနာတွေရဲ့ထက်ကအရင်ကတည်းကရင်နည်းနည်းတည်ငြိမ်နေတဲ့တချို့အချိန်တွေမှာကြားတယ်လို့လည်းကြားရတယ်ဒါက virus ကိုလိုက်ကပိုပြော့လာလို့လားဗျာအဲ့ဒီလိုထင်ဖို့တော့လွယ်ပါတယ်ဒါပေမဲ့ကျွမ်းကျင်သူတွေလာတော့အဲ့လိုတိုက်ရိုက်ကြီးကောက်ချက်ဆွေးဖို့ခက်တယ်လို့ဆိုကြတယ်အဖြစ်နိုင်ဆုံးကတော့လေကာဝယ်ဆေးတွေရဲ့အရင်ကကုသခံရမှုတွေကြောင့်လူထုရဲ့ကိုယ်ခံအား system ကပိုပြီးတော့ကောင်းကောင်းပြင်ဆင်ထားနိုင်ယူပေါ့အဲ့ဒါကြောင့်ပြင်းတဲ့ယောဂမဖြစ်အောင်ကာဝယ်ပေးနိုင်တာဖြစ်ဖို့များတယ်လို့ပြောကြတယ်။အော်ဟုတ်ကဲ့ virus ကိုယ်တိုင်ကတီတီတသားကြီးပိုပြောသွားတာတစားရင်ပေါ့လေဆိုလိုတာကကျမတို့ခန္ဓာကိုယ်တွေကပိုကောင်းကောင်းကျုံးပြန်နိုင်လာတာပေါ့
ဟုတ်ကဲ့ဟုတ်ကဲ့ ကိုဗစ်ကအသက်ရှူရန်ကြောင်းကနေအဆိုင်ဦးလန်းကြောင်းဆိုင်ရာလက္ခဏာတွေဘက်ကိုပြောင်းသွားနိုင်တယ်လို့တချို့ကခံမှန်းကြတာမျိုးလို့ရှိတယ်။ဒါပေမဲ့စင်ကာပူရဲ့လက်ရှိကိုဗစ်ကင်တွယ်မှုနီလန်းတွေကိုပြောင်းလဲပစ်ဖို့လိုအပ်တဲ့ခိုင်မာတဲ့အထောက်အထားတော့မရှိသေးဘူးလို့ဆိုပါတယ်။အဲဒါကြောင့်စစ်စမြောက်စောင့်ကြည့်မှုတွေကအရေးကြီးနေတော့ပဲဗိုင်းရပ်စ်အပြောင်းလဲပေါ်မူတည်ပြီးနှိပြကတွေကလည်းပြောင်းလဲသွားနိုင်တာပေါ့လေ စိတ်ဝင်စားစရာပဲဆိုတော့ယောဂ偏袒မှုရောကြပုံရတာက virus ကအားပြော့သွားတာထက်ကျွန်တော်တို့ရဲ့ခုခံကာကွယ်မှုတွေပိုကောင်းလာတာကြောင့်ဖြစ်နိုင်ခြေပိုများတယ်ပေါ့သဘောပေါက်ပါပြီ ဟုတ်ပါတယ်အဲ့လိုနားလည်လိုက်ပါတယ် ကဲဒါဆိုရင် the Straits Times ဆောင်းပါးကနေကျွန်တော်ဆင်းနွှဲခဲ့တာတွေကိုဒီကချက်တွေပြန်ကောက်ကြည့်ရရင်ကုသမှုတွေပြန်တက်လာတာကအဓိကအားဖြင့်ကိုယ်ခံအားကျဆင်းမှုကြောင့်ဆိုတာရဲ့နောက်ပြီးတော့ကြိုတင်ကာကွယ်မှုတွေကအထူးသဖြင့်ထိခိုက်လွယ်သူတွေအတွက်အရေးကြီးနေစေဖြစ်တဲ့ပြီးတော့ moment ကာကွယ်ဆေးတွေကအဓိကကျနေတုံးပဲဆိုတာပါပဲနော် ဟုတ်ကဲ့တိတိကျကျပါပဲအန်ဒမင်စင်းဆိုတာတတိလက်လွတ်နေလို့ရတာမျိုးမဟုတ်ပါဘူးဆက်ပြီးတတိထားရမယ်ပြီးတော့ဖြစ်မှတ်ထားကာကွယ်မှုတွေလှုပ်ဆောင်ဖို့လိုအပ်နေတော့ပါပဲ ဟုတ်ကဲ့နောက်ဆုံးအနေနဲ့ကျွန်တော်တို့အလုံးစဉ်းစားစီလာလေးတစ်ခုချမ်းခဲ့ကြတာကတော့လေဒီလိုယောဂလိုင်းတွေကပုံမှန်လို့ဖက်လာနိုင်တယ်ဆိုရင်ပေါ့ကူးစက်မှုမြင့်တက်လာမှတုံ့ပြန်တာမျိုးထက်လူတူဦးချင်းရောလူဖွဲ့စည်းအနေနဲ့ပါရေရှည်အတွက်ဘယ်လိုမျိုးပိုပြီးကြန့်ခိုင်းတဲ့ကျူတင်ကာကွယ်လိုင်းတဲ့အလေးထားတဲ့ပြင်ဆင်မှုတွေကိုကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေမှာလူမှုအစောအအုပ်တွေထဲမှာထည့်သွင်းပြီးနေထိုင်တော့ကြမလဲဆိုတာကိုစဉ်းစားဖို့လိုလာပြီလားဆိုတာပါပဲ